ကိုနာမည်ရင်းကပြည်ရင်ကိန်းခန်းရပေးတာတော့ခင်လာလေးပေးတယ်တနင်းလာတာအဲ့ဝတ္တုံဆိုတာစာရေးတာလို့ပဲပေါ့ငယ်ငယ်တုန်းကဝါဒနာပါလေအဲ့မြေကြီးဆိုတဲ့အတိတ်ပဲကိုကြိုက်တယ်မြေကြီးကိုပါဠိလိုခေါ်တဲ့ကမှာဝတ္တုံပေါ့အဲ့ဒါစာရေးရင်ငါဒီကလောင်နာမည်နဲ့ရေးမယ်လို့ပေးတဲ့နာမည်ပေါ့နောက်ကြည်ဆွဲပြတော့အဲ့လိုပဲကြည်နာမည်ဖြစ်သွားတော့မြေကြီးဆိုတာကိုတို့ညီတို့အားလုံးပေါ့လူတွေအားလုံးဟာမြေကြီးနဲ့ကင်းကွာလုံးမှမရဘူးဘယ်လောက်ချမ်းသာတဲ့လူဖြစ်ဖြစ်လေနောက်ဆုံးတော့မြေကြီးတဲ့ပြာဖြစ်ဖြစ်လောင်းဖြစ်ဖြစ်ပြန်ရောက်တာအဲ့ဒီတဘောပါပဲနောက်ရေးမှလည်းလူတွေအကြောင်းပဲရေးမှလည်းကျောင်းတကောင်ရဲ့အိမ်မဲ့ပေါ့သူစိတ်ကူးထဲမှာသူငါးစားကြတယ်ပေါ့ဒီကားကြတော့ပစွန်စားကြတယ်သူအတိတောင်းတော့ဒီဘာမှဘာယောဂမှမဟုတ်သူပို့ပြီးတော့တေရွာတော့အဲ့ဒီကမရောက်တော့ဘောနောက်တကားလဲကိုရေးတော့မှာမဟုတ်ဒါလေးကတိတ်တောင်းညာရနေတာပြတ်နာမဟုတ်လေလုံလောက်အောင်တော့နေနိုင်တာပဲပေါ့နောက်ဒီဝဒနာပါတဲ့အလုံးနဲ့အသက်ရှင်ရတယ်ဆိုတဲ့ကိစ္စလွယ်တာမလားတချို့လူတွေစိတ်မပါဘဲနဲ့ဓမင်းစားကိုတချို့လုပ်နေကြတာဇနီးဆိုရင်ဒီနှစ်ပါလေ40အင်းတဲ့ရှိပါသူလည်းတော်တော်နာမျိုးဆိုတော့တိတ်လောဘတက္ကရာမရှိကလေးတွေလည်းကျင့်ချက်ကောင်းပါလေသူပညာတောင်းတင်ပေးနိုင်တယ်ကြီးရှာဆိုတာ
အခြားလူတွေပိုးပြီးတော့သေးစိတ်မြင်တတ်တယ်ခုနဲ့မပေါ်ပြီးချင်းအဲ့လိုစက်ချင်းတော့မထွက်ဘူးပေါ့နော်တုံးချင်းထုတ်တာ1984မှာအဲ့လိုတအုပ်တဲ့တစ်ခါထုတ်တယ်နောက်10နှစ်ကြာတဲ့ကဝါမိုးအောင်ချပြရ9အုပ်တွေပေါ့ဒုတိယအကြိမ်အခုကိုနိုင်ကြီးတို့က2004မှာတစ်ခါထုတ်တာအလုံးပေါင်း3နှစ်နဲ့4လကြာတော့40နဲ့3ကံခွဲရကိုကျူးညိုစီကဇက်ကျင်းမဲကိုယူဟိုဇက်ညွန်ကွက်ကိုခွဲတာလေကြီးလဲကိုလေကြီးပဲပေါ့ဒီအိမ်ဝယ်ပြတာလို့ပေါ့လင်္ကာဒီပါကြားတဲ့ပတ်စံပေါ့အဲ့ဒါနဲ့ကိုကျော်စီရနဲ့ပွားနေအဓိကတော့သူကများတာပေါ့ယောဝနာအတိမ်မှာပဲငကူကဒီနောက်မှာကိုစလုံးလေးရှိတယ်ဆိုင်မို့အဲ့မိုးရွာလို့ခွာကြောက်ရတယ်အဲ့ဘလူးရုပ်ကြီးပဲဟိုချိန်နည်းနည်းဒေါသပြင်းနေတာပေါ့အဲ့နဲ့ကိုငပလီကဝယ်လာတယ်ခကြူလေးချိန်လိုက်တော့အဲ့နည်းနည်းပျော့သွားတော့ရမှာဟုတ်လို့အခုရည်ကိုကလေးတွေကိုသူတို့မေးကြည့်ပေါ့တခါမှမရိုက်ခဲ့ဘူးကိုရုပ်ကိုယ်တိုင်လေးငငယ်ကအဖေတို့မေတို့ရိုက်တော့နာတာပဲနာတော့ပြန်တော့ပွားတာပဲတချို့ကလေးနဲ့ဟိုအရွယ်နဲ့မမျှအောင်ရိုက်တာတွေပဲရှိတယ်အဲ့ကလေးများလဲကိုမြင်တဲ့လောက်တော့လိမ်မာတာတိတ်မရှိပါဘူးဘယ်လောက်ကြာကောင်းသွားပြီလေမီးပဲဖိုးစီအရင်ဖိုးစီအရင်ဟေးထိုင်မှာမထိုင်ဟာမဟုတ်ပါဘူးနော်တိုင်နော်စပတ်မစပတ်မ三慢慢唱的啦，不要紧张。三慢慢唱的啦。我挖里头去看。မလိမ်မို့ဆိုတာအတူတပြင်းကိုယ်ဆောင်နာကိုလိမ်လို့မရအောင်သူများလိမ်လို့ရတယ်ဒါပေမဲ့ကိုယ်ဆောင်နာကရှိနေတော့သူကတည်နေတော့လိမ်မဲ့ဆိုဘယ်မှာတော့ပေါ်လဲဆိုတော့အတူရတဲ့ပဲဒီကောင်းတော့ပေါ်多大几？တကယ်ဖြစ်ပြပေါ့ဟိုကလေအဲဒီတော့ငယ်သေးတော့အိမ်တော်ကြပြီးတော့နှစ်လောက်မှာအဲတော့20ပေါ့20တနှစ်လောက်ရှိမှာအိမ်တော်တဲ့နှစ်မှာကလေးလေးရတော့နေတာလဲလို့မြောက်ကလာလို့ရက်ွက်လေးတစ်ခုမှာနောက်ဒီဘက်ကမအောင်မြင်သေးတော့ကြုံရလို့လောက်ရတော့
ငွေကြီးရအောင်ပါရောအကုန်လုံးပေါ့ချို့တယ်တော့နောက်နှစ်ဖက်မိဘများလည်းတိတ်ပြီးတော့ဟိုအဲ့တော့တဘောမတူတော့အခုပန်းမပေးအဲ့တော့ဘုံလေးတစ်ပုံလက်အပ်တယ်ကိုမကြိုက်တဲ့ဘုံစာမှုလည်းမဖတ်ရဘူးဟိုကောင်းလေးနဲ့ကောင်းပါလေးအဲ့ဒီပုံပိုင်ပြီးရောဆိုတော့ထုတ်တဲ့တိုက်ကလည်းအချစ်ဝတ္ထုပေါ့နောက်ရုပ်ကိုယ်တိုင်စာပြီးအတိန်နဲ့တိတ်နားလဲဖို့မရပါဘူးဒါပေမဲ့မိတ်ကျိတ်လက်ခံပြီးတော့မိတ်ကျိတ်ရေးပေးလိုက်တာပေါ့အဲ့ပတ်စံပေါ့အဲ့ပတ်စံပြီးရင်ကလေးချိန်ဝချင်းရင်တော့ဘာလို့ပေါ့နည်းနည်းပဲတုံးလိုက်အောင်မတုံးလိုက်အောင်ကလေးကစုံသွားတော့ကလေးကိုပြောနေတဲ့ပုံစံလေးပေါ့ဒါကြီးလာရင်ဖေးလို့ကြီးဆွဲမှလားဆွဲတဲ့အခါမှာပတ်စံကြောင့်မိမိယုံကြည်ချက်ကိုမလဲနဲ့ပေါ့တားတာဆိုရင်မလဲဘူးပေါ့အဲ့လိုစိတ်ထဲတွေးမိတာပေါ့လေကလေးက10 မိနစ်ပဲတက်ရှင်တယ်ဒါကြောင့်အဲ့ဒီကလေးနာမည်တော့မရွေးရသေးဘူးအဲ့ဒါကြောင့်ဝတ္ထုကောင်းစင်ဒါလေးအမည်မသိလို့ပြလိုက်တော့ဒီပကြီးကိစ္စမှာအဲ့လိုစိတ်တောင်းနေတဲ့အတွက်ဒီကိုယ့်စီရရိုက်ကမှုပေါ့ reflection အားလုံးကလေးတွေရောမိသားစုရောတွေ့ရိုက်ခတ်တာပေါ့နော်အပြန်လန်းနေကြတယ်အေးချမ်းချမ်းနေပြကြတော့